ခေါက်ဘူးမြင်ရတဲ့အခြေအနေကတော့လို့ခါတိုင်းသွားနေရတဲ့အခြေအနေမျိုးလည်းမတူဘူးလူတွေအလို့စိုးရိမ်စိတ်တွေတန်တရားစိတ်တွေအဲဒီနဲ့မျိုးကိုဆုံးခွာနေကြတာမျိုးတိုင်းကနေအားလုံးပိတ်ထားတာမျိုးမျိုးကအလိုမျိုးရှည်တန်းအစမင်းတစ်ဖြစ်လို့မျိုးကြံနေခဲ့နောက်မှလူတော်တန်နေပြီးတော့ခွေးပြရတာမျိုးအဲ့လောက်ပဲစစ်ဆောင်မှုလုံးနေသူတွေမြင်ရဘင်းဒီတကယ်ရဲဘော်ရောနော်တက်တီဆုတ်ခွာမယ်ဆိုတဲ့အခြေအနေမှာရှိနေတဲ့တကယ်ရဲဘော်တွေနဲ့တွေ့ရတာမျိုးလူတူပေါ့နော်လူတူနဲ့လူတူဆိုတဲ့မှာစပီးရှောင်သွားတဲ့သူတွေရှိတယ်စပီးမရှောင်မဲနဲ့မျိုးမှာပဲကြံပြီးဆက်ပြီးရှိနေမယ်ဆိုတဲ့သူတွေနဲ့ကျွန်တော်ဆုံးခဲ့ DNL ကနေပြီးတော့စစ်ကောင်စီကိုခေါ်ပြီးသွင်းမယ်ဆိုတဲ့တင်ရောကြားလားကြားရပါအဲ့ဒါတော့ဟောမဟုတ်တော့ကျွန်တော်မသိပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ပုံနေဆိုရင်အဲ့ဒါတော့လက်မခံဘူးတော့မကြိုက်ပေါ့ကျွန်တော်တို့တလင်းဖွဲ့ရှိတာလဲကျွန်တော်သိနေဆုံးလေနော်အဲ့လိုပဲကျွန်တော်နားနေတယ်ဗျာနော်တတိဘုတ်ကနေပြောဆိုတော့လက်မခံရင်ဘုလို့တို့လောက်သွားတာကိုကျွန်တော်မကြိုက်ဘူးပေါ့နော်ဒီကကောင်းတဲ့ပုံစံလေးတော့ဖြစ်စေချင်တာပေါ့ဗျာသူတို့ဝင်လာမယ်ဆိုရင်ဘာတွေအဓိကစိုးရင်ရမယ်ထင်တယ်ကျွန်တော်တို့ဆွေးနေတာအဓိကတော့ဟိုတိုက်ခိုက်ပိုက်တွေတော့ကျွန်တော်လည်းနားမလဲဘူးပေါ့ဗျာပြည်သူ့လုံခြုံရေးပေါ့နော်ဒီအိုးရင်တွေဆွပြတဲ့လူရှိတယ်လက်ရှိနေတဲ့လူတွေအနေနဲ့လည်းကျွန်တော်တို့ပေါ့နော်နံပါတ်1ကအတက်အနေပေါ့နော်ဆွေးနေပေါ့ဗျာနံပါတ်2ကတော့သူတို့မျိုးရဲဝင်လာတာမှန်တယ်ပြည်သူတို့ဘာလုပ်မလဲပေါ့နော်စူတောင်းရေးလုပ်မလားပေါ်တာဆွဲမလားဘာညာတွေပေါ့နော်အဲ့ဒါဆွေးမိတယ်ဗျစစ်ကောင်စီကဘယ်နေ့မိုးကုတ်ကိုဝင်လာမယ်လို့ကြားထားတယ်ကျွန်တော်အခုဆုံးသားရတော့ပြကြပေါ့နော်ပြတော့ဆို28ကနေစပြီးတော့တရက်နေ့အတွင်းပေါ့နော်အဲ့လိုဖြစ်နိုင်ရရှိတယ်လို့တော့သုံးသပ်တယ်ပြောကြတယ်ပေါ့ဗျာကျွန်တော်ကိုယ်တိုင်ကတော့မေးကြည့်ရတာပေါ့နော်ကိုယ်တိုင်သိတာတော့မဟုတ်ပေါ့မျိုးထဲမှာတော့ခဏတူပေါ့ဗျာရှောင်းတဲ့သူရှိတယ်နံပါတ်1ပေါ့နော်မရှောင်းဘဲနဲ့ဒီမှာပဲမရှောင်းနဲ့ဆိုတာဗျာမပြေလို့မရှောင်းတာရှိတယ်ပြေလေသားနဲ့မရှောင်းတာလည်းရှိတယ်နော်ဒါဒီမျိုးကိုချစ်လို့နေတဲ့လူတွေရှိပါတယ်ဗျာမိသားစုတွေတော်တော်များများတော့ရှောင်းသွားကြတယ်ဗျာကျွန်တော်ကြောက်ထဲပဲရှိတယ်လို့ပြောလို့ရတယ်ဘိုးဘဲဒီမှာအိမ်ဆောင်လို့ကြံခဲ့တာအိမ်ဆောင်ကြံခဲ့တာဗျာလောလောနေတော့အခုကျွန်တော်တို့မှရန်နေမောမိတ်ဘက်ကိုတော့ရှောင်မလို့ညီဖို့ကတော့ချိခဲ့တော့ချိခဲ့ဒီကအတန်တွေရောဗာကြားရလဲဒီကအတန်တွေကတော့ကြီးတဲ့အတိုင်းတော့သူဟိုတိုက်ပွဲဖြစ်မယ်ဆိုတော့ကြည့်ရများကျွန်တော်လူတွေကတော့စိုးရိမ်နေတာတော့ကိုယ်ကလည်းတွားတယ်လို့တွားနေကြတယ်လူတွေမတွားနိုင်တော့နည်းနည်းနီးတော့တွားနေတယ်အဲ့လိုစစ်ကောင်စီပြန်လာမယ်ဆိုတဲ့အပေါ်ဘယ်လိုမြင်လဲစိုးရိမ်တာပေါ့ဗျာကျွန်တော်အဲ့ဒီကောက်ကွင်းကိုရောက်တယ်ပေါ့နော်ဟိုရှီပိုင်းကပြောလဲများတယ်ပြီးအဲ့မှာတောင်းကြောက်တယ်ခတ်တယ်ပေါ့နော်ဗဒများထွက်တယ်ဆိုရဲ information တွေရပါတယ်အဲ့တော့ပတ်ကြည့်ပြတယ်ပေါ့နော်အားလုံးစိတ်ဝင်စားနေတဲ့ကောက်ကွင်းရဲ့ကြောက်တူးရဲ့ဘိုးဘဲဒီကျွန်တော်အဲ့လိုရောက်နေတာအဲ့မှာဘယ်လိုဖြစ်နေလဲဆိုချက်ကြည့်ပြီတက်ကဘေးပြီးတော့လူတို့ဘေးလုပ်လိုက်တယ်လို့ပြောတာဆိုတော့အဲ့မှာရှင်းမြလာပြီးတော့အဲ့ကြောက်တွေကိုတုပ်ပြန်အခုစည်ရေးသတင်းတွေကြားတော့ဘယ်လိုလဲလောက်ရကြရတာတရက်နဲ့ပဲလူတော့ဆိုအကျွန်မကနေလည်းရှိတယ်မသိတော့မတော့တော့တရားလည်းမကြံတော့ပါဘူးဒီတော့တင်စားလိုက်ရညတို့စားကုန်ပြန်နေတင်ခေါ်လိုက်တယ်ပြန်ဘာမှမရှိလိုက်သူတို့ဝင်လုတ်ခွင့်တော့ဟိုလိုပြောမလဲပြီးတာတော့ရရတယ်သူတို့ပြီးတယ်ပတ်စံနဲ့ပြီးမလဲပတ်စံနဲ့ပဲပြီးဖို့ရတယ်သူတို့ဆိုသူတို့တော့ပြတ်တယ်တလားဘလောက်ဆိုပြီးပြီးတော့မှအကြည့်ချင်းကောင်းလားတင်ဒရင်းဖောက်ရင်ကုန်ကြစီဘယ်လောက်ရှိလဲ80 80တရားလောက်တရားအောက်ဖြစ်လို့ဒီချင်းနေနဲ့ဆိုဒီဘာညင်ကြောက်အောင်ရရမကောင်းဘူးလားတို့အဲ့ဒီနေရာကျုံးရှိတယ်ဒီမှာကြောက်တူးတော့ဘယ်လောက်ကြာပြီတော့ကျွန်တော်တို့လားကျွန်တော်ဘာမှမကြာသေးဘူးကျွန်တော်ဒီကျွန်တော်ဆို4ရက်လား5ရက်လားပဲရှိသေးတယ်
ဒါလည်းဒီဟာတအားနာမည်ကြီးနေလို့ ဘယ်နှစီးဝယ်ခဲ့လဲ ဒီစီးပဲ ငါးသိန်းလားဘယ်လောက်လဲ ငါသိဟုတ်တယ် ဘယ်နှအိတ်ဆေးပြီလဲ ဘာလဲကိုကြီးညာဘာလဲ အဲ့ဒါကိုမရသေးဘူးလား ဟမ်တာ ဒီကကလေးတွေကမှ3-4သိန်းရတယ်ပြော နေတာပေါ့အဲ့လိုလား ဟုတ်တယ်ဟုတ်တယ် ခေါင်းကွင်းနဲ့ပတ်သက်ပြီးတော့ထင်သာမြင်သာရှိတဲ့အချက်တွေတော့အဲ့ဒီကောက်ကလေးဘာလို့မှမတွေ့ခဲ့ရဘူးရခင်စင်းစင်းရှိတာမျိုးလို့ပြောလို့ကောက်ကွင်းနဲ့ပတ်သက်တဲ့ဟာတွေအမှတော့အခုမြင်ရတဲ့ချင်းတွေကမိသားဖို့မိသားဖြစ်သွားတယ် ဒါဆိုဘယ်လောက်တန်ကြီးလောက်ရှိတယ် ဒါ20မေးပြီး30ဆိုရောက်မှာတဲ့30 လို့လဲအယောင်းဝယ်တွေ ပါတယ်အရင်ပါတယ် ဆိုတော့တော်ကြီးဒီတက်ဒီပေါ့နော်တက်ဒီနဲ့မရှိနေတဲ့ဒီပုံလေးစကားပြောပြပါတယ်သူတို့တော့စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကြားရတယ်ဒီသဘောတူညီချက်တွေကဘယ်လိုမှန်းတော့မသိပေမဲ့သူတို့တက်ဒီစုပ်ပေးရမယ်ဆိုတဲ့အခြေအနေမျိုးကြောင်းကြားလာတယ်လို့ပြောကြတယ်ကြတော့သူတို့အဲ့ဒီမိုးကုတ်ကနေပြီးလက်ရှိတာဝန်ထားတဲ့နေရာတွေကနေပြီးတော့တက်စုပ်ပေးရမယ်ပေါ့သူတို့ကအဲ့ဒီမိုးကုတ်ကိုဒီ2020ဒီ10နှစ်ခွန်နဲ့သူမိုးမျိုးတိတ်တိုက်ပွဲလုပ်ခဲ့တာလုပ်ခဲ့တော့တက်ဦးမှာပါတဲ့တက်တွေလို့ပြောလို့ရမှာသူတို့ရဲဘော်တွေအထီးကအများကြီးနဲ့ဒီမိုးကုတ်ကိုတိုက်ထားရတဲ့အကြောင်းတွေစီလုံးရှိကြတယ်ပေါ့အဲ့ဒီ information တွေရသူတို့အခုလိုမျိုးအခြေအနေမှာတော်စိတ်ကောင်းဖြစ်နေကြပါတယ်စိတ်ဆောင်ခိုင်းတဲ့အချိန်မှာလည်းပဲပြည်သူတွေကလိုက်နာဖို့ပေါ့ဗျာအဲ့ဒီကိစ္စတွေလည်းသူတို့လုပ်နေတယ်လို့သိရတယ်မိုးကုတ်ကိုဘယ်အချိန်တော့ပြန်ကြမယ်ဆိုတာမသိပေမဲ့သူတို့မိုးကုတ်အတွက်ပြင်ဆင်နေရတယ်လုပ်နေရတယ်ရှိတယ်လို့ကြား မိုးကုတ်ကိုဒီတော်လိုင်းရေးတက်တွေသိမ်းပြီးတဲ့အခြေအနေကနေစပြီးတော့ဒီကနေ့အထိမိုးကုတ်မှာနေရထိုင်ရတဲ့အခြေအနေကဘယ်လိုရှိခဲ့လဲ ရေပြပြောမယ်ဆိုတော့ဆင်ပြေပါတယ်ဗျဆင်ပြေတယ်ဝမ်းလည်းပထမတော့ဝမ်းတာကြတယ်ဗျအကုန်လုံးကိုလူတွေရောက်လာတာဟုတ်ရောက်လာတော့ဝမ်းတာကြတယ်ပြီးရင်ဆင်လည်းပြေပါတယ်ဗျခက်ခဲဆိုတာရှိတာပေါ့ဗျာရှိပေမဲ့လည်းအဲ့ဒါတွေကလည်းကျွန်တော်ထင်တော့မပြောပတ်တော့ဖြစ်ပါတယ်စားခါတီရှိတော့ကတော့လွတ်လပ်ကျွန်တော်လည်းလွတ်လပ်ပါတယ်ဗျဒါပေမဲ့ကျွန်တော်လည်းထိချုပ်လို့ရတယ်အများကြီးရှိပါတယ်ဒါပေမဲ့စီကံပိုင်းဘယ်လိုလဲဘယ်လိုပြောရမလဲသူနေတဲ့လွတ်လပ်တယ်ဗျစစ်ဆေးတာအစားဗျာသူတို့ဘောင်းဝင်နေဆိုရင်ကျွန်တော်တို့ pass ပေးလိုက်တာရှိတယ်အဲ့လိုသုံးလို့ရတာနော်အဲ့လိုမျိုးတွေရှိတယ်ဒီဖက်နောက်ပိုင်းရတယ်လေဒဲပြောရမယ်ဆိုတော့ပြည်ပိုင်းနဲ့တော့ကျွန်တော်တို့ပြဿနာရှိရလည်းမရှိဘူးနောက်ဆက်အခက်ခဲဖြစ်တာလည်းကျွန်တော်မရှိခဲ့ဘူးကျွန်တော်အတွေ့အကြုံပါဟုတ်လားတခါလေတော့အုပ်ချုပ်ပိုင်းတောင်းဝင်ထားတဲ့ဆန္ဒမျိုးကတရားတွေပိုင်းနဲ့တော့လည်းရှိတယ်ပေါ့နော်ရှိရဆိုတဲ့ခါမှာမလိုပဲစစ်တာလေးနော်ဟုတ်လားဘယ်လိုပေါ့နော်အခက်ခဲလေးတော့ရှိရပေါ့ဒါလည်းကျွန်တော်ထင်တော့မပြောပါတော့ပါဘူးဗျတကယ်လို့စစ်ဖြစ်လာပြီဆိုလို့ရှိရင်ရောဘယ်လိုမျိုးအခြေအနေမျိုးနဲ့ရင်ဆိုင်မလို့တွေးထားလဲ ကျွန်တော်ကတော့အဆိုးဆုံးဖြစ်တော့တက်တာဗျာကျွန်တော်တော့တွေးမိပါတယ်ပေါ့နော်ဒီမှာနေခဲ့တာကသေဖို့လားလို့တောင်တွေးမိတယ်ဗျာဒါပေမဲ့သေသွားလဲကျွန်တော်တော့ထင်မတော့ဘူးအဲဆိုတော့ထဲမှာဒီလိုကြီးလည်းဖြစ်တယ်ဗျာနော်အဲ့လိုလည်းရှိတယ်နောက်တစ်ခါဒုတိယချက်ကတော့အရေးကြီးတဲ့လူတွေသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီမျိုးလေးကိုတန်းနေတော့ကျွန်တော်တန်းလာပြင်ရှင်လို့ဗျာဒါအမှန်ပါ ကိုကြီးအနေနဲ့မိုးကုတ်ကပြည်သူတွေမဟုတ်ဘဲနဲ့မြန်မာပြည်လုံးမှာရှိနေတဲ့ပြည်သူတွေရောဘာပြောချင်လဲ ကျွန်တော်ကတော့မလာပဲဗျာငင်းငန်းစေချင်ပြီဗျာနော်အောင်မြင်ဖြစ်စေချင်ပြီကိုစစ်မှန်တဲ့ခုနပြောလို့ပေါ့နော်စနစ်တစ်ခုရောက်စေချင်ပြီဗျာကျွန်တော်နားလည်းတော့ပြောပြနော်တို့စလုံးလုံးတွေကျွန်တော်မသုံးတတ်လို့ဗျာတော့အောင်လည်းအောင်စေချင်ပြီဗျာဒါပုံမှန်လေးပဲ